ဟုတ်မင်္ဂလာပါခင်ဗျအခုကျွန်တော်ရိုက်ပြမှာကတခါလေကျွန်တော်တို့ကဒီ fairway miss fairway ခေါ်တာပေါ့နည်းနည်းလေးလွဲတာနဲ့တခုရယ်အကြီးလွဲတာတခုရယ်ပေါ့ဆိုတော့နည်းနည်းလေးလွဲလို့တခါကျတော့ဒီ ref ထဲဝင်သွားတယ်ဒီတောဆက်ရောက်သွားတယ်ခြုံဆက်ရောက်သွားတယ်ကျင်းရမြင်နေရသို့တော့ရိုက်လို့မရဘူးဆိုတော့ကျွန်တော်တို့ဘယ်လို save out လုပ်မလဲ save out လုပ်တဲ့နည်းကတော့ရှင်းတယ်နောက်တစ်ချက် touch shot ဖြစ်သွားပြီပေါ့second shot ပြီးတော့ third shot ကိုဘယ်နေရာမှာ place လုပ်မလဲအဲ့လိုမျိုးတွေးရင်ကျွန်တော်တို့ကရက်ချက်ကပို့ပြီးတော့ safe ဖြစ်တာပေါ့တခါကျတော့ကျွန်တော်တို့ကဒီdistance ကလည်းရောက်နိုင်တဲ့ distance ဆိုပြီးတော့ကျွန်တော်တို့ကကျုံရိုက်တတ်ကြတယ်ကျုံရိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ mostly ကသူကဒီ guide နေထိပြီးတော့ပြန်ကြတာတို့မလွတ်တာတို့ပြန်မှန်တာတို့ဖြစ်နိုင်တယ်အနေနဲ့လည်းများတယ်ဆိုတော့အဲ့ဒီဟာကိုရှောင်ရမှာပေါ့ရှောင်တော့ဘယ်လိုရှောင်မလဲကျွန်တော် third shot ကိုရဲ့ third shot ကဘယ်နှ guide အတွင်းမှာgreen ထိအောင်ရိုက်နိုင်လဲဆိုတော့ course scale ကိုတီးရအောင်ဆိုတော့ course scale ကိုတီးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကထုတ်ဖို့လွယ်သွားပြီဆိုတော့အခုဆိုကျွန်တော်ဆိုလို့ရှိရင် referee ရောက်လာတယ် drive ဖြစ်တယ်ရိုက်လို့မရအောင်တဲ့ draw လည်းမရအောင် fake လည်းမရအောင် slope ဖြစ်နေပြီဆိုတော့ safe shot အနေနဲ့ကျွန်တော်အလွယ်ဆုံးထုတ်မှာကတန်ခုနှစ်ကိုပေါ့ပေါက်ခေါ်တာပါကျွန်တော်အသားလေးပေါက်ထုတ်လိုက်အောင်ပဲဆိုတော့ပေါက်တဲ့ခါမှာလည်းကျွန်တော်တို့ကဒီ guide မထိဘာမထိလွတ်လွတ်ပေါက်ဖို့ကလိုသေးတာဟုတ်ဆိုတော့ပစ်ချောက်လေးပဲအသားလေးပဲထုတ်လိုက်ရင်ရတယ်ဆိုတော့အဲ့မှာသတိထားမှာတော့ဒီ freezing လွှဲတဲ့ခါမှာတော့ဒီမြက်တွေကိုမထိတာအကောင်းဆုံးပဲဗာမြက်တွေကခြောက်ပြီးတော့ထိလိုက်တာနဲ့ဘောလုံးလှုပ်သွားရင်အဆင်မပြေဘူးလိမ့်ကျသွားရင် penalty ရှိမယ်ဆိုတော့ဒီသတိထားပြီးတော့ on air မှာဆွဲမယ် rehearsal ဆွဲမယ်ဆွဲပြီးရင်သူကရိုက်တဲ့နေရာအရန်ရိုးရှင်းပါတယ်တို့ကိုချုပ် down လုပ်မယ်ချုပ် down လုပ်မယ် club face ဒီတိုင်းပဲထားမယ်ဟုတ်လားနည်းနည်းနှိမ့်ချင်းညာဘက်မှာထားမယ် open stand လေးလုပ်ထားမယ်ကျွန်တော်တို့ဖွင့်ထားမှာဖွင့်ထားမယ်ဖွင့်ထားပြီးရင်မှန်လေးပဲအားမလို့ရမှန်လေးလွှတ်ထုတ်ဆိုတော့ဘယ်လောက်လဲ100လဲထည့်မှာလား50လဲထည့်မလားကျွန်တော်ကဂိုင်50အတွင်းပို့လိုက်ပါမယ်50နဲ့100ကြားတဲ့ကိုပို့ဆိုတော့တခါလေကြာတော့မရနိုင်တဲ့ဟာကိုအတင်းလှုပ်လိုက်ရိုက်ရတာနဲ့စားလို့ရှိရင်ကျွန်တော်တို့ကတစ်ချက်ပေးပြီးတော့ safe play လုပ်ရတာပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ